ဒီနေ့ဒီသတင်းမှာတော့ Manchester United အသင်းကကျွန်တော်တို့ရွေးချယ်နေတဲ့ကစားသမားတွေအမြောက်အများရှိတယ်။ဒီထဲမှာမှကျွန်တော်တို့ကွင်းလေတွေကိုရွေးချယ်တဲ့အခါမှာကျွန်တော်ကြည့်လိုက်ရင် DN66 တယောက်မှမတွေ့ဘူး။ဆိုတော့ပြောချင်တာက number 6 row တယောက်မှမတွေ့ဘူး။ဆိုတော့ဘယ်လိုဖြစ်လာမလဲကျွန်တော်ဆက်ကြည့်အောင်။ဆိုတော့ကျွန်တော်ရဲ့ intro လေးပြင်စလိုက်ကြအောင်ပါ။ကျွန်တော်တို့ဒီနေ့ရာသီမှာ Manchester United လိုက်နေတဲ့ကစားသမားတွေရေးကြည့်မယ်ဆိုရင်ကျွန်တော်ဖာနန်ဒတ်ပေါ့လေဖာနန်ဒတ်ဒါမာတီးယာဖာနန်ဒတ်ရှိမယ်အန်တိုနီထိုနာလီရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအန်ဒါဆန်ရှိမယ်အီဒါဆန်ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါတခြားဂျိုမန်နီတို့ဘာလို့လဲရှိမယ်ဆိုတော့အခုဆိုအီဒါဆန်ကတော့ဒါသဘောတူညီမှုရထားပြီအလုံးစုံပေါ့လေသူကဘရာဇီးကွင်းလေကိုသွားပြီးတော့ကစားနေရတဲ့အတွက်ကြောင့်မလို့သူကဒါဘရာဇီးမှာလောဆယ်ကစားနေတယ်ပြီးတာနဲ့သူကဆေးစစ်မှုခံယူပါညာလုပ်ပြီးဆေးစစ်မှုအောင်တာနဲ့ Manchester United စီကိုဒါရောက်ဖို့လာလာရှိနေပြီသူတို့ကတော့ပူကြမရှိတော့ဘူးဒါပေမဲ့ဒုတိယကစားသမားကမာတီးယာဖာနန်ဒတ်က85တန်း60ဆိုတဲ့ဂျားမှာကျွန်တော်ကွာချက်တွေရှိတယ်ဒါပေမဲ့အဒွန်ဂျေးတွေနဲ့ထည့်ပြီးတော့ပေါင်းမယ်ဆိုရင်တော့အဲ့လောက်ကိုရောက်သွားမှာပဲဒါကိုကျွန်တော်ဝက်ဆန်အသင်းကလက်ခံပါလားမခံဘူးလားဆိုတာကျွန်တော်စောင့်ကြည့်ရမယ်တကယ်လို့လက်ခံမယ်ဆိုလို့ရှိရင် Manchester United ကအဲ့လိုမျိုးပုံစံမျိုးနဲ့ရောက်အောင်သွားမယ်ပြီးလို့ရှိရင်2နှစ်3နှစ်ဆိုတဲ့ဒါအမောက်ဒါ transfer ကြေးကိုလည်းဒါသူတို့ခွဲပြီးတော့ပြီးမယ်ပေါ့လေဒီလိုပုံစံမျိုးတွေနဲ့ Manchester United ကချင်းကပ်လာဖို့ရှိတယ်ဆိုပြီးတော့ဒါ Fabrizio Romano တို့ David Osterley တို့ကဒါတင်ဆက်ထားပါတယ်ဆိုတော့နောက်ထပ်တယောက်ကကျွန်တော်တို့ဒီဆန်ဒိုဒိုနာလီကဒါနျူကာဆယ်အသင်းကဒါတန်း100အထိတောင်းတယ်ဒါပေမဲ့ Manchester United ကတန်း80လောက်ပဲပေးမယ်အဲ့ထက်တော့မတင်ပေးနိုင်ဘူးပေါ့လေမတင်ပေးနိုင်တဲ့အခြေအနေမှာဒါကျွန်တော်ကစားသမားနဲ့ဒါဈေးနှုန်းတွေကတော်တော်လေးကိုကွာဟနေတယ်အဲ့အတွက်ဆန်ဒိုဒိုနာလီကို Manchester United ကတိတ်ပြီးတော့အာယုံမဆိုင်တော့ပဲနဲ့ကျွန်တော် Carlo Baleba ဘက်ကိုပြန်သွားတယ် Carlo Baleba ဘက်ကျတော့Carlo Baleba ကလည်းမနေ့ကဆိုတန်းရာကျော်အထိတောင်းတယ်ဒါပေမဲ့ဒီနေ့ကျတော့တန်း80လောက်ပဲတောင်းတော့တယ်ဒါပေမဲ့ Manchester United ကတော့55တန်း60ဒီလောက်နဲ့ပဲရနိုင်မယ်လို့သူတို့ကယုံကြည်တယ်ဒါကြောင့် Carlo Baleba ကိုပြန်လှည့်လာတယ်ပေါ့လေဆိုတော့တခုရှိတာက Carlo Baleba ကလည်း Manchester United နဲ့ပြီးခဲ့တဲ့ရာသီကဒါပုံကိုရေးဆိုင်သဘောတူညီမှုလို့ပါလို့ရထားပြီးသားကစားသမားဒါပေမဲ့ခြေစွမ်းကကျသွားတယ်တနေ့ရွှေတနေ့ငွေဆိုတဲ့ပုံစံမျိုးဖြစ်လာတယ်ဆိုတော့အဲ့ဒါကြောင့် Manchester United က Carlo Baleba ကိုတခြားကစားသမားတွေမရမှာပဲသူခေါ်ဖို့လာလာရှိတယ်ဆိုတော့နောက်ထပ်တစ်ယောက်ကြတော့ကျွန်တော်တို့ Alex Scott ကလည်းဒီအတိုင်းပဲဆိုတော့ Alex Scott ရဲ့အသင်းကလည်းသူ့ကိုအခုဆိုရင်တန်း80အထိတောင်းတယ်ဆိုတော့ဒါကြီးကအဆင်မပြေနေဘူးဗျဆိုတော့ Manchester United ကတော့အဲ့လောက်ပြီးဖို့လာမရှိဘူး Alex Scott ကိုလည်းဆိုတော့နောက်တစ်ယောက်ကျွန်တော်တို့ Adam Wharton ဆိုလို့ရှိရင်လည်းတန်း100ဆိုပြီးခေါ်လာတယ်ဒါပေမဲ့ Manchester United ကဒီကစားသမားကိုတန်း100ပေးမှာမဟုတ်ဘူးဆိုတော့ဒီပုံစံမျိုးအရင်တော့ဆိုရင်တော့ United ကသူတို့ဘလောက်ပဲတောင်းလိုချင်တဲ့ကစားသမားရှိရင်ဒါတိုက်ပေးလိုက်တာပါဒါပေမဲ့အခုနောက်ပိုင်း Manchester United က transfer ကင်တွယ်မှုကပုံစံပြောင်းသွားပြီအရင်လိုမျိုးကစားသမားတွေကိုငွေပုံအောပြီးတော့ခေါ်မဲ့အစားအသင်းနဲ့ရေရှည်ဖြစ်မဲ့ကစားသမားတွေကိုပဲရွေးချယ်တယ်ပေါ့လေဒါသူတို့ရဲ့မူပြောင်းသွားတာအဲ့ဒါကြောင့်ပဲကျွန်တော်ပြီးခဲ့တဲ့ရာသီကဒါခေါ်ယူခဲ့တဲ့ကစားသမားတွေဆိုအကုန်လုံးကအလုပ်ဖြစ်တယ်ဆိုတော့ဒီ transfer window ကိုကင်တွယ်တဲ့ Manchester United ရဲ့ဘုတ်ဖွဲ့အနေနဲ့တော့တော်တော်ကိုဒါပြီးခဲ့တဲ့ရာသီကအလုပ်လုပ်တာတော်တော်ကိုအဆင်ပြေခဲ့တယ်ဒီနှစ်ရာသီမှာလည်းအဆင်ပြေမယ်လို့ထင်တယ်ဆိုတော့သူတို့ရွေးချယ်ထားတဲ့ကစားသမားတွေကအမြောက်အများရှိတယ်အဲ့ထဲကအဲ့ဒီကစားသမားတွေကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဘောက်တူဘောက်ဆန်ဆန်ကစားတဲ့ကစားသမားတွေရှိတယ်တချို့ကြတော့လည်းကျွန်တော်တို့ဒီ number 8 row ပေါ့လေ number 8 row မှာကစားတာတွေရှိတယ် attacking midfield ကစားတာကများတယ်နောက်ပြီးတော့ဘောက်တူဘောက်ကစားတာများတယ်ဆိုတော့ဒီကစားသမားတွေကိုကြည့်လို့ရှိရင်ကျွန်တော်တို့ defensive midfield ကစားတဲ့ကစားသမားကတော်တော်နည်းတယ်ဆိုတော့ကျွန်တော်တို့ဒီဘက်မှာပြန်ကြည့်ရင်လည်းကျွန်တော်တို့အသင်းမှာရှိနေတဲ့ဒါကိုဘီမိုင်နူးဆိုရင်လည်းဘောက်တူဘောက်ဆန်ဆန်ကစားတဲ့ကစားသမားသူကအလွတ်တန်းကစားတဲ့ကစားသမားတွေဆိုတော့ကျွန်တော်တို့စီမှာဒီအခါမန်ကမရှိဘူးအခါမန်ဆိုတာကျွန်တော်တို့ဒီကစားသမားတွေထဲမှာကျွန်တော်တို့ဘောလုံးနောက်တန်းမှာအဓိက main ထိုင်ပြီးတော့မှသူကတခါတည်းဒီ ball control လုပ်ပေးတဲ့ကစားသမားတွေသိမရှိဘူးသူတို့ကအဓိက
ကစားတဲ့ပုံစံတွေကအားလုံးကဘောက်တူပေါက်နဲ့ attacking triangle တွေကစားတာများတယ်ဆိုတော့ဒါပေမဲ့ defensive ကိုပြန်မကူဘူးလားဆိုတော့ကူတော့ကူတယ်ကူပေမဲ့လည်းတကယ် number 6 row သမားလောက်တော့သူတို့အလုံးမဖြစ်ဘူးပေါ့ဆိုတော့ကျွန်တော်တို့ဒီညမှာကြည့်မယ်ဆိုလို့ရှိရင်အဲ့ defensive မှာဒီကစားသမားတွေထဲမှာအားလုံးအကောင်းဆုံးကတော့ defensive အားလည်းကောင်းတယ်တိုက်ဆက်လိုက်ပါမှုလည်းကောင်းတယ်အဲ့လိုကစားသမားကမာတီယာဖာနန်ဒက်ပဲရှိတယ်တကယ်လို့အငြိမ်ကစားမယ်နောက်တန်းမှာကျွန်တော်တို့အထိုင်ထားပြီးတော့မှကိုဘီမိုင်နူးကိုအလှုပ်ခတ်ကစားပေးနိုင်မယ်ဆိုလို့ရှိရင်ဒါပိုကောင်းတဲ့အနေအထားပေါ့လေတယောက်ကိုအထိုင်ထားမယ်တယောက်ကိုဘောက်တူပေါက်ကစားခိုင်းမယ်ဒီပုံစံမျိုးဆိုရင်တော့ကျွန်တော်တို့အဒန်ဝတန်ကပို့ပြီးအဆင်ပြေတယ်အဒန်ဝတန်ကငြိမ်လေးနဲ့ကစားတဲ့ကစားသမားသူကဒါပေမဲ့ defensive ဖြတ်တဲ့နေရာမှာတော့တော်တော်မြန်တာဆိုတော့သူကတော့လုံးဝ number 6 ကစားတဲ့ကစားသမားမျိုးဆိုတော့ဒါပေမဲ့တခြားကျွန်တော်တို့ကစားသမားတွေကိုလိုက်ပြီးကြည့်မယ်ဆိုရင်အကုန်လုံးကကိုဘီမိုင်နူးနဲ့ position ထပ်နေတဲ့ပုံစံမျိုးတွေရှိတယ်ဆိုတော့ဘယ်လိုလဲဆိုတော့ဘောက်တူပေါက်တွေကြီးပဲအကုန်ကစားတတ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ defensive ကိုတော့နည်းနည်းတော့ကူညီတယ်ဗျာဒါပေမဲ့defensive midfield စစ်ကြီးတော့မဟုတ်ဘူး number 6 စစ်ကြီးတော့မဟုတ်ဘူး number 8 number 10 number 8 number 10အဲ့လိုဟာတွေကြီးပဲကစားနေကြတာဆိုတော့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် Manchester United အသင်းရဲ့ပြောင်းလဲလာတဲ့ကစားဟန်နဲ့အတူကျွန်တော်တို့ဒီ Michael Carrick တိစောက်ထားတဲ့ပုံစံက number 8 နှစ်ယောက်လဲကိစ္စမရှိဘူးသူကဒီကစားသမားတွေကိုတယောက်တလဲအဆင့်အတက်လုပ်ပြီးတော့မှကစားခိုင်းတဲ့ပုံစံမျိုးဆိုတော့ model ဘောလုံး style ကအဲ့ဒီပုံစံမျိုးပြောင်းလာတယ်Michael Carrick ကသူကပြောင်းလဲပြင်လဲရှိတဲ့ကစားဟန်မျိုးကိုယူထားတာဆိုတော့ကျွန်တော်တို့ဒီ number 6 စစ်တယောက်မရလို့လဲကျွန်တော်တိတ်တော့စိတ်ပူစရာမရှိဘူးဆိုတော့ Michael Carrick ကသူအမျိုးမျိုးပြောင်းပြီးကစားတတ်တယ်တချို့ဆိုရင်တစ်ခါတလေကြားလို့ရှိရင်ကျွန်တော်တို့ဒီနောက်တန်းမှာဝင်ပြီးတော့ကစားတဲ့အထက်မှာကျွန်တော်မေဆန်မောင်းတို့တော့ထည့်ပြီးတော့ကစားဘူးသေးတာပဲဆိုတော့အဲ့ဒါလည်းအဆင်ပြေအောင်သူလုပ်ပေးနိုင်တယ်အဓိကတော့ကစားသမားတွေရဲ့စိတ်ဓာတ်ပန်ဆိုင်ရာပေါ့ဗျာသူတို့တကယ်ပေးဆက်လို့စိတ်ရှိနဲ့ကစားမယ်ဆိုလို့ရှိရင်ဘယ် position မှာဖြစ်ဖြစ်သူတို့ပေးကစားလို့ရတယ်အခုလောလောဆယ်မှာဆိုလို့ရှိရင်သူတို့တွက်ထားတဲ့ကစားသမားတွေက CM AN ကစားတဲ့ကစားသမားတွေလုံးဝ DN စစ်ကြီးသိမ့်မရှိဘူးဒါပေမဲ့ DN စစ်ပုံစံအနေထားရအောင်ကစားဖို့ကကျွန်တော်တို့ change လုပ်နီးပြရဲ့ change နဲ့ပဲသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ထားပါတော့ကျွန်တော်တို့မာတီယာဖာနန်ဒက်ရောက်လာမယ်ဆိုမာတီယာဖာနန်ဒက်ကိုအထိုင်ပုံစံမျိုးလေးပြီးကစားပြီးတော့ဒီလိုတယောက်တလဲပေါ့ကိုဘီမိုင်နူးနဲ့အတက်အဆင်းကစားမဲ့ပုံစံမျိုးဒါဆိုရင်တော့တော်တော်လေးအဆင်ပြေတယ်ဆိုတော့နောက်ကျွန်တော်ကတော့သိပြီးတော့မပူပါဘူးဒါတချို့တွေကမေးတာတွေရှိတယ်ဘယ်လိုလဲဆိုတော့United ခေါ်မဲ့ကစားသမားတွေကကိုဘီမိုင်နူးလိုမျိုး profile တွေကြီးပဲဆိုတဲ့အခါမှာprofile တွေထပ်မနေဘူးလားထပ်တော့ထပ်တယ်ဒါပေမဲ့နီးပြရဲ့ကစားဟန်ပြောင်းလဲမှုအပေါ်မှာမူတည်ပြီးတော့ကစားဟန်မထအောင်သူတို့ကစားမှာပဲဆိုတော့အဲ့ဒါကသိပ်ပူစရာမရှိဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့ပြီးခဲ့တဲ့ရာသီကလည်းဒါကျွန်တော်ကက်စမဲရိုဆိုလို့ရှိရင်နောက်တန်းကိုဝင်ဖြတ်ပေးတာများတယ်ပြီးကိုဘီကိုလွတ်လပ်ပြီးကစားတယ်ဒီလိုပဲနောက်ဝင်လာမဲ့ကစားသမားကလည်းကက်စမဲရိုလိုပုံစံမျိုးပဲသူတို့နေရာချိန်ပြီးတော့တိုက်ချိန်ပြီးကစားသွားမှာဆိုလို့ရှိရင်တော့တော်တော်အဆင်ပြေမယ်လို့ထင်တယ်ညီကိုတို့ကဘယ်လိုမြင်လဲညီကိုတို့ရဲ့အမြင်လေးကိုလည်း comment ပေါ်မှာဝင်ရေးပေးပါဦးအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆုံကြမယ်